ဟိုနောက်ကျစာဆက်တော်လေးနဲ့ပေါ့နော် ဟုတ်လားအဲ့မမေအဲ့တော့ဖေဖေနဲ့မတွေ့သေးဘူးလား တွေ့ စိတ်ဝင်စားခဲ့ဘူးတယ်ဟုတ်လား ဒီ သူစိတ်ဝင်စားတဲ့အကြောင်းစရေးပြလား နောက်တော့ရေးပြပါဒီကြောက်တော့ မမေကကြောက်ပြန်မရေးလိုက်ဘူးလားရေးခဲ့တယ် ရေးပါလေတ ရေးခဲ့တယ်ဒါငယ်ချင်းအောင်ပဲဆိုပါတော့ အားကြောင့်စရောက်တာ ငယ်ကရှင်းနှစ်တည်းမမေဆိုတာတကယ်ပဲလို့နော်ထားလိုက်တာမမေအကုန်ပြပေါ်လာပဲအေးရှက်သွားအကုန်ပေါ်တော့ဟဲ့နမရီရောအာမေးစာယူရောအိုင်ဖေဖေရှက်ပါမမေ သမီးတို့ကဘာမြည်ကိုပြုံးနေလားစေအမေတိုင်းကိုကြည်စလို့ ไม่มีตัวมาเช่นตัวนี้ไม่ใช่ไม่สนุกไม่ดูเลยเนี่ยยังทำอะไรแต่ตัวจ้างงวยรวยกันนี้จ้าในวิดีโอคอลจะมีมาตางวยรวยไปบูดังสุบาริชิน နေကွင်းအောင်သားလေးကကြည်တောင်ရောက်နေတာတော့စိတ်နဲ့တွေ့ကြလို့ရှိရင်ဥပုပ်ကြောင့်သွားနေရလားကျောင်းသားလေးတော့တပိတေးကြတော့တစ်ချက်ပေးလောက်မယ်ဟုတ်တယ်ဦးလေးရောက်ဟုတ်တော့စိတ်နဲ့တွေ့ပြီရှင်ဟုတ်သူ့ပေးလိုက်မှာပေါ့နော်အဲ့ပစ္စည်းကိုဟုတ်ကဲ့ဟုတ်မစိတ်လို့ခေါ်တာဟုတ်မစိတ်ထွေးလာနာမည်ရှိရဟုတ်လားဟုတ်ကဲ့ဘဘဟုတ်ကဲ့ပြောလိုက်မယ်နော်လက်ဆောင်ပစ္စည်းတစ်ခုပို့ခိုင်းလိုက်တာပေါ့နော်ဟုတ်ကွာနာမည်ကကြတော့စိတ်လို့မစိတ်လို့ခေါ်ကြရတဲ့ဟုတ်ပါဘူးဒီလက်ဆောင်လေးတောက်ဖို့ပေးပါအောင်တဲ့မမီတို့လောက်ရွယ်ပဲသိလား နာမည်ပြတော့သိပါရဲ့ နာမည်တော့မပြောလိုက်အမေအိမ်အောင်ပဲလားမသိအမေရောက်တယ်လားမသိ ဟုတ်ကြကြသွားကြီးချီ ဆုံးသွားပြီကြည့်တော့သူဒါဆို तू ကတော့ပတ်သက်တာတော့တဲ့ကျွန်တော်တို့ကရှက်ခဲ့မှုတွေနဲ့ပတ်သက်ခဲ့ဘူးလားတဲ့အဲ့လိုဘသူများတော့မေ နာမည်ပြတော့သိရဲ့လေဒီတိုင်းတော့သိ နာမည်လည်းမ ဘာ ပြော မှလည်းအဆက်တော့မရှိပါဘူး ညမင်းတော့တက်ထားတယ် အသက်ကြီးနေမှာ အမေ ပေါ့ ပစ္စည်းလေးသွားယူလိုက်လို့ရှင်တော့မေသိမလားမသိဘူးနော်တော့မေနော်တမီးပစ္စည်းလေးရှင်ပြကြည့်လိုက်မယ်နော်ပြီးမျက်လုံးလေးခဏမိတ်ထားပေးလို့ရလားဟုတ်သူမမေကြည့်လို့ရပြီရှင် ပြန်ရမယ် မမေဖွင့်ကြည့်လို့ရမမေဘာလေးတော့မြင်ရလား ညာပါ ဘာလေးတော့တမျိုးပြ အဆန် ဒါလေးက1000တန်ဒါလေးက9000တန်နော်မမေနော်ဒီမလေးလို့လားမသိဘူးသုံးနေအမေကိုတော့ ဟာလား အမေဘယ်သူအမေငယ်တော့အမေကိုကြိုက်ခဲ့သူတွေပါရှိလား อ๋อ အဲ့ဒီကတယောက်လောက်ဖြစ်နေအမေနာမည်ပြောလိုက်သမီးသိရအဲ့နာမည်တစ်ခုဆိုသမီးပြောပြမယ် အင်းပေါ့ရှစ်တာတွေပါတော့မဟုတ်ဘူးเนาะ အမေကပြန်မရှိဘူး तू ကကြိုက်တာလေ ဟုတ်ဖရားတွေသွားတော့ခင်ကြတာ သိကြတာရှိတယ်ဟိုအဲ့နာမည်လေးပြောပြပါလားသမီးဟုတ်တယ်ဆိုပြောမယ် ဦးကျော် ဟုတ်တယ်ကြော်တော့မလို့ဟုတ်လားမေ तू ကဘယ်ရတော့ မန္တလေးက မန္တလေးရလားဟောမေမေလေးကတော့ဒါသူကခင်တငယ်ချင်းလို့ခင်ခဲ့ကြတာပေါ့ တကယ်ချင်းလို့မဟုတ်လို့ကိုကမန္တလေးကိုရောက်သွားတော့ပြန်ကနေကြတော့တရက်ကလေးပဲခင်တာဟိုနောက်ကျစာဆက်တော်လေးနဲ့ပေါ့နော် ဟုတ်လားအဲ့မေမေအဲ့တော့ဖေဖေနဲ့မတွေ့သေးဘူးလား တွေ့ ဟုတ်လေမေ तू ကမေမေကသူ့ကိုပြန်မကြိုက်ဘူးလေ तू ကတော့တပတ်သက်ရှစ်ခဲ့ရတယ်ကြိုက်ကြလိုက် မ တယ် ပါဘူးဟိုခင်တာ ခင်တာ ဟိုတက္ကမတော်နေပါလိုက်ပို့ပါလေ သမိုင်းတော်နေပါ တက္ကမတော် တစ်ခါမှတော့နေ तू ကတော့မေမေကိုစိတ်ဝင်စားခဲ့ဘူးတဲ့ဟုတ်လား ဒီ အဆက်တော့မရကြပြီတဲ့ ဟုတ်တာ မေမေရဲ့အခုမှပဲပြန်တွေ့တော့ရင်နော်အဲ့တော့ရှစ်သူလို့ပြောလို့မရဘူးပေါ့ အင်းပေါ့အဲ့လိုလည်းမဖြစ်သေးပါ ရှစ်သူက तू စိတ်ဝင်စားတဲ့အကြောင်းစရေးပြလား နောက်တော့ရေးပြပါဒီကြောက်တော့ မေမေကကြောက်ပြန်မရေးလိုက်ဘူးလားရေးခဲ့တယ် ရေးပါလေတကယ် ရေးခဲ့တယ်ဒါငယ်ချင်းအောင်ပဲဆိုပါတော့မမေတော့ကြောက်မမေအိမ်တော်ပဲနဲ့တွေ့သွားအဲ့တော့သူနဲ့အဆက်အသွယ်ပြတ်သွားခဲ့ရလား အဲ့ဒီရင်လည်းပြန်လာလေ ပြန်နေ နောက်ဟိုရဲကလင်းမြောင်းငွေရောက်တော့ပြန်တော့ဆက်တော့ဖြစ်တယ် ဟိုကလေးနှစ်ယောက်မရောက်တော့ဖေဖေမရှိတော့ဘူးလား ဟိုရှိတယ်အတော့ဖုံးလည်းမရှိသေးဘူး ဟုတ် စာလာဖို့ပေးရ ဟုတ်လားကြည့်ပါဦးမမေဘလောက်တောင်နေနေတော့ရှိုးပြလို့မသိကလေးနှစ်ယောက်ရှိတော့လေစာရောက်လာသေးရဲ့လို့လိမ့်စာတော့သိ အားကြောင့်စာရောက်တာ ငယ်ကရှစ်နှစ်တည်းမမေဆိုတာတကယ်ပဲလို့နော်သူကလည်းအသက်က80ကျော်ကိုလာမသိတော့တော့ချီနေဟုတ်လားမ ဆက်လဲ မေကတက်ဘလောက်တော့ ပါ68 68ဟိုနမေကတော့ကြုံပါတယ်ပေါ့နော်အပြည့်စုံတော့မပြောတော့နမေလေးမြုပ်ထားလိုက်မယ်အခုဆက်သွယ်မရကြပြီလားလားမ အေးနေရာလည်းဖုံးမတိုင်တော့ အေးကဲဖုန်းလေးပါလေးဆက်ပါအောင်လို့အမေစီလို့ ဟမ်
အမေတော့ဆိုင်ရေးပြလိုက်တယ်တော့အမေဖတ်ပြအောင်မယ်နော်မေညီမလေးအဆက်တွေပြက်ခဲ့တာကြာရောပေါ့တဲ့အေးမမေတို့ယူစားတစ်စားတော့ပြန်ရေးမလား မြင်ချင်တော့ နေကြတယ်ဖျားတရားပဲရှာတော့ဖျားတရားပဲလုပ်တော့ဟုတ်လားမစဲစားတော့ အဲ့လေဟိုကလည်းသူ့အိမ်တော်နဲ့သူအမေကလည်းကိုယ့်အိမ်တော်နဲ့ကိုဖြစ်ပြီခုတော့အိမ်တော်ကတော့မရှိတော့ဘူး ချစ်စရာလေးနဲ့တူတယ်ဟုတ်လားမမေချစ်စရာလေးလို့ပြောလားဘယ်တော့မေမေတမီစတာလေးကတော့ပါတမီစလေးတခြားဖတ်ကြမယ်နော်မင်္ဂလာပါမမေတဲ့အရင်ရှိတယ်နော်တဲ့ဘယ်သူတော့မမေတရင်ချိုလာပြင်းနေလေဒီကနေပဲသမီးတို့အားလုံးမမေပေါ်ကာယကံဝစီကံမနောကံကံသုံးပါးထဲမှာတဘာဘာသောကံဖြင့်မမေပေါ်ပြစ်မှားခဲ့မိတာရှိရင်သူ့အားလုံးကမမေကိုဒီကနေပဲတောင်းပန်ကြတော့ပါလေဒီနေ့တရင်ချိုလာပြင်းနေအတွက်မမေရဲ့သမီးသမက်ငင်းမလေးတားငယ်လေးမြေးလေးတူလေးတွေအားလုံးစုပေါင်းပြီးတော့ surprise ပန်းစီလေးနဲ့ကြောလိုက်ပါတယ်နော်တဲ့အများဆုံးပါဝင်ကြောတဲ့သူကတော့မမေရဲ့သားငယ်လေးပေါ့တဲ့သမီးအပါဝင်ကျန်တဲ့သူတွေကတော့နိုင်တဲ့လောက်လေးပဲပါဝင်ကြောထားတယ်နော်တဲ့အခုလိုမမေအတွက် surprise ဖြစ်ဖို့စီစဉ်သူကတော့သမီးပေါ့တဲ့သမီးတို့အားလုံးရဲ့ surprise အတွက်မမေကျင်နဲ့ပျော်ရွှင်လိမ့်မယ်လို့မျှော်လင့်ပါတယ်သမီးပါဝင်အားလုံးအတွက်မမေစိတ်မပူပါနဲ့နော်မမေရဲ့အနာမှာရှိမနေနိုင်တာကလွယ်ရင်အားလုံးအဆင်ပြေပါတယ်မမေရဲ့သမီးတို့အားလုံးအတွက်ကျမပျော်ရွှင်စွာနေပေးပါရှစ်တယ်မမေရဲ့တဲ့အရင်လဲလွမ်းလာပါပြီဒီခရီးအစတွေကလာခြင်းလို့လာခဲ့တာမဟုတ်တလို့ပြက်မလာတာကလည်းပြက်မလာခြင်းလို့မဟုတ်ရပါဘူးတဲ့မမေနားလဲပေးပါနော်တဲ့တက်ရိုးစင်ကြီးတဲ့သမီးက928,508မတူညီတဲ့ရှစ်ရှင်းပြတာတွေအားလုံးကိုထပ်တူရှိရပါတယ်မမေအရင်လွမ်းတာပဲမမေရဲ့တဲ့မမေစီပြက်မလာခြင်းတဲ့နေ့ဆိုတာမရှိတလောက်ပါပဲပြီးတော့မမေကိုပြောစင်သေးတယ်ငါသားငါသမီးတွေကိုငါဘာမှမလုပ်ပေးနိုင်ဘူးဆိုတဲ့ကိုအပြစ်တင်တဲ့အတွေ့လည်းမတွေးပါနဲ့လို့တဲ့ပြပြောနေပါတဲ့ဖေကြီးနဲ့မေမေသမီးတို့ပေါ်မှာတာဝန်ကျေပါတယ်တဲ့သားတွေသမီးတွေငယ်ငယ်ကစကားမပြောတတ်ခင်အချိန်လေးကမေမေဘာလေးလိုချင်နေညာလေးလိုချင်နေမပူစားတတ်ခင်အရွယ်တွေကသားနဲ့သမီးတွေကိုလိုလေသေးမရှိအောင်ဖြည့်ဆည်းပေးချင်တာမိဘတိုင်းရဲ့ဆန္ဒဆိုရင်မိဘတွေအသက်အရွယ်တကူရလာတဲ့အခါချိန်မှာလဲမိဘတွေရဲ့ဆန္ဒကိုလိုလေသေးမရှိအောင်ဖြည့်ဆည်းပေးနေတာကလည်းသားသမီးတွေရဲ့ဆန္ဒပါမမေရဲ့အခုပတ်စံတွေနဲ့မမေလှူပါအားရရှိတာတွေစားပါအားစေးတွေမိဝဲပါမနှမျောပါနဲ့ဈေးတွေမေးပြီးဈေးကြီးလို့ဆိုပြီးမစားပဲမသုံးပဲမနေပါနဲ့နော်သမီးတို့အားလုံးအခုကြောတဲ့ကြောပန်းစင်းငွေပမာဏကသူများတွေနဲ့မရှင်းနိုင်ပေမဲ့တူးတော့ရှိတဲ့မမေကိုတစ်ထက်မကလုပ်ပေးခြင်းခဲ့တာပါနောက်ကိုလည်းတစ်ချက်မကတဲ့ surprise တွေနဲ့အတူမမေစီပြန်လာနိုင်အောင်ကြိုးစားပါမယ်။သမီးတို့ကိုကျမပြည့်စုံစွာစောင့်နေပေးပါ။မမေစီကဘာမှမလုပ်ချင်ပါဘူးတဲ့။မမေရဲ့စစ်စစ်မြတ်တာတွေနဲ့မမေရဲ့ဆုတောင်းတွေပဲလိုအပ်တာပါ။အရင်ချစ်တယ်ပြောမပြတတ်လောက်အောင်ကိုရှိရပါတယ်။သမီးတို့ကိုဝင်ဆောင်တဲ့အချိန်ငါစပြီးအခုချိန်လူလားမြောက်ချွေးမွေးပြုစုဆောက်ရှောက်ခဲ့တာတွေအတွက်လည်းအရင်မဲ့ကျေးဇူးတင်ပါတယ်။သမီးတို့အမားတွေအဖြစ်တွေရှိခဲ့ရင်လည်းသမီးတို့ဒီကနေပဲတောင်းပန်ပါတယ်။သမီးတို့အားလုံးအရင်ရှာတဲ့မမေရဲ့တဲ့ရောက်ပါပဲနော်တဲ့အရင်အတွက်သမီးအသက်ရှင်နေပြီးကျေးဇူးတင်နေမှာပါတဲ့အရင်ရှိတဲ့မမေတဲ့ဒါလေးကမမေ15သိန်းပန်းစီလေးတားငယ်လေးမောင်ဖြိုးဝေဟိန်းနဲ့သမီးမအေးစင်အောင်မိသားစုတဲ့နော်မိသားစုခိုင်းနိုင်ငံမှာနေတာမမေတို့15သိန်းကြော်လိုက်သမီးကလေဟိုးအရင်တော့အချိန်လေးနွမ်းပြီးတော့ပျော်သွားလို့စလိုက်တာမမေအကုန်ပြပေါ်လာမယ်အေးရှက်သွားကြီးသမီးဟာဆောင်းပြီးဖုန်းလေးပြောပြီးတော့ဟုတ်ကဲ့ပါဟုတ်ကဲ့ဦးလို့ဆိုအကုန်ပေါ်သွားတော့ဟဲ့နမလေးရောအာမေးစာယူရောအိုင်မေရှာပါမေရလားရှာလာမေကောင်းတယ်တမယရုပ်တိချအောင်ပြောနေတို့တရားကိုယုံမှာစိုးနေရကြီးကမမေပေါ်သွားတယ်ဒီကပြေသွားကဲမမေပြောရလားတမီးလည်းပြောပါရဲ့နော်အဲ့တော့မမေဒီနေ့သတင်းစွလာပြင်းနေဆိုတော့မမေကတော့လားတားရဲ့တမီးတွေမိသားစုရနော်ပြောပါတားတို့သမီးတို့ညီတို့ပေါ့ဟောတယ်အားလုံးတို့လုပ်ငန်းကိုင်ကအဆင်ပြေကြပါစေလို့ဟုတ်ကဲ့မမေဟုတ်ဒီပန်းစီမပို့လည်းပဲဟိုလည်းဖြစ်ပါဘူးပြည့်စုံပါပဲလို့ဟုတ်ပြည့်စုံတယ်ဆိုတာသူတို့ရှိကအပိစကားရဲ့ကြားလို့လေမမေကဘာမှမလုပ်ကြည့်ပဲပြောရတဲ့
ဘာတွေဆိုလဲကတ်စင်းနေပြီးတော့ဈေးကြီးရဆိုဝယ်မ သူ စား တို့ ဘူး တနာလို့လေသူများနိုင်ငံမှာပညာနဲ့သွားတာမဟုတ်ဘူးလို့သူများလှုပ်လောက်ရလေအဲ့နဲ့သူတို့ရှင်းပြအောင်မယ်ပေါ့ကိုကပြောတာအဲ့ဒါမှသူကနေဟိုတဲ့ထိုင်းနိုင်ငံအောက်ခေါ်ကျင်နေတဲ့တနာလောက်တဲ့ ဟုတ်ကဲ့ ဘိုးတဲ့ဘာလို့ထိုင်းတီတွေပေါအောင်ဆူတောင်းပေးတဲ့ထိုင်းတီစုကြီးတွေပေါက်ပါစေလို့အမေကအဲ့ဒါသူပြောချင်တာလေ ကလေးဘွားတော့ဆိုလို့ရှိရင်မမေတွေသွားရင်ကလေးတွေကလိုက်ရှင်တယ်လို့မျိုးတစ်ချက်ကြောင့်မမေတွေကြီးလာတဲ့ခါကျတော့ကလေးလေးသူ့သားသမီးလောင်နေသူလည်းလိုက်ရှင်တာအဲ့လိုလေးပေါ့နော် ဟိုထိုင်းလိုက်ချင်မှမလို့ရဲ့လို့ဒီပြီးတော့မှလက်ပို့ပေးမယ်အမေဝင်းတာလည်းပြောတယ်လို့အဲ့လိုသူပြောရတယ်ပြောချင် မင်းပြီးတော့မှလက်ပြီးအလဲပို့ပေးရောမမေဝမ်းတာရဲ့ပြောတယ် ပြောတယ်ဟိုထိုင်းမလိုက်ရလိုက်ရလေ တော့မိသားတွေစိတ်ထဲမှာလေးသားသမီးလည်းအတူတူသွားချင်လားမသွားချင်လားညီမထဲတော့ဝမ်းနေသွားတယ်နေပြီးတော့လေးကိုလှည့်ပြီးတော့အလဲလိုက်ဖို့တော့ပါပြီ တော့မှမင်းထိုင်းမရောက်ချင်ပါ အမေသာလိုက်ဖို့လိုက်ရှင်တော့တယ်အမေဘယ်နေသိပြီးတော့ဘယ်နေသွားချင်တာဘုရားခါရတို့ဘာလို့ဘောနော် အဲ့လေဖွင့်ဝဲလာပဲရောက်ဘူးကလေ ဟို ဖွင့်ဝဲလာပဲရောက် ဒီမေဖြစ်ရှင်တဲ့တားရဲ့သမီးတွေကပြန်လာပြီမမေနဲ့နေပြီးတော့ဒီမှာဖះဘူးတွေအနည်းဆုံး6လေရပါစေနော်အမမမေကျမ်းမာကြီးကောင်းပါမမေကျမ်းမာကြီးကောင်းမမေသားသမီးလေးပြောတယ်နော်မမေနော်အဲ့ကြတော့မမေရတခုခုဒါကျမ်းမာကြီးတွေ့တဲ့တော်တဲ့ဟာပဲဆိုစားဆက်ရှန်လို့စားပြလိုက် ဒါမဲ့ဝဲလေကြောက်ပါလေဟိုမဲ့နေတော့ဆေးရတော့ လေအကြောင်းဒီကောင်းပါကောင်းပြီမန္တလေးသားတွေပေါ့ကောင်းပြီ အေးလေအဲ့လိုဆိုတော့သူတို့မဟုတ်ဘူးကိုကအဲ့လိုထင်လိုက်တာ သူတို့မဟုတ်ဘူးသမီးလိုက်တာဒီလိုလေးတော့ဟမ် အမေတစ်ချက်ပြော အော် လိုက်တယ် ဟုတ်ကဲ့မကြားလိုက်ဘူးရှင်တီတီမကြားလိုက်လို့နော် လူကမြေ ကျေးဇူးပါ ပြောင်း